အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဒီမေရဏဘွားတွေရဲ့ဘဝတက်တာဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ်နော်မေရဏဘွားတွေကသူတို့ဇာတာမှာကြည့်လိုက်မယ်ဆိုရင်သူတို့ကအညွတ်ကြိုခိုက်တယ်ညွတ်ကြိုခိုက်တယ်ဆိုတာဒီသူတို့ရဲ့အညွတ်ကြိုနဲ့သူတို့ကပတ်ခတ်သွားမိတယ်ပတ်ခတ်မိတဲ့တော့ကိုသူတို့ဘဝတစ်လျှောက်လုံးကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့ဘဝတက်လန်းနေမှာနော်ကြောင်းမျိုးနဲ့ဘဝတက်လန်းအရှိန်ဟုန်ကောင်းနေတဲ့အချိန်မှာမှရုပ်တဲ့ရက်တန့်ခံရတာမျိုးတွေကြုံရတတ်ပါတယ်နော်အဲ့ဒါပြင်သူတို့ဘဝမှာကိုယ့်ရဲ့အကြီးကဲနဲ့အဆင်မပြေတာအကြီးကဲနှစ်ယောက်ကြားထဲမှာဗျာများပြီးတော့ဒုက္ခရောက်တာမျိုးတွေနော်နေရထိုင်ရခက်တာမျိုးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကမန္တဘွားတွေကသူတို့ဘဝမှာနော်အခက်အခဲတွေကြုံလာတဲ့ခါကျရင်ကိုယ့်ကိုယ်တက်တဲ့ကြီးစိတ်အရှိဆုံးပုံကိုယ်တွေဟာမန္တဘွားတွေဖြစ်ပါတယ်ဒါမှလည်းမန္တဘွားတွေကကိုယ့်ကိုယ်တက်တည်တာမျိုးတော့မလုပ်ပါဘူးနော်ကိုစိတ်ညစ်တဲ့ကြားအခက်အခဲတွေကြုံရတဲ့ကြားနေပြီးတော့တွန်းတွန်းတိုက်တိုက်နဲ့ရောက်တဲ့နေရာနေပြီးတော့ပြန်လည်ကြိုးစားရင်းနဲ့ဘဝရဲ့အောင်မြင်မှုတွေရရှိတဲ့လူတွေကြည့်လိုက်မယ်ဆိုရင်မန္တဘွားတွေများပါတယ်မန္တဘွားတွေမှာသူတို့မှာဒီအမြင့်ကျူအားကောင်းတဲ့အတွက်ကိုနော်အပင်တစ်ပင်လုံးမှာကြည့်လိုက်မယ်ဆိုရင်ညှို့အခက်တွေကအခက်အခဲရှိမယ်မွေးပြားနိုင်ပေမဲ့အမြင့်ခိုင်မာတဲ့အတွက်ကိုအပင်ကလုံးဝမသေးပါဘူးအပင်ကရိုင်လဲသွားခြင်းမရှိပါဘူးအဲ့တစ်ချက်ကဒီမန္တဘွားတွေရဲ့အားသာချက်ဖြစ်ပါတယ်ဒါကြောင့်မန္တဘွားတွေကဘဝမှာဘလို့ပဲအခက်အခဲတွေကြုံရင်ကြုံပါစေဘလို့ပဲပြဿနာတွေကြုံရင်ကြုံရပါစေနော်ခက်ခဲကြားတဲ့ကနေရောက်တဲ့နေရာနေပဲစူးစမ်းပြီးတက်တဲ့တော့ဘဝရဲ့အောင်မြင်မှုတွေရရှိတတ်ပါတယ်အိုးစားတာကောင်းတတ်ပါတယ်နော်အဲ့တော့မန္တဘွားတွေကသူတို့ဘဝတစ်လျှောက်လုံးမှာနော်အဲ့အခက်အခဲတွေအကြက်တဲတွေကြားနေပြီးအဆင်ပြေခြင်းတယ်အောင်မြင်ခြင်းတယ်ဆိုရင်သူတို့ဘဝတစ်လျှောက်လုံးမှာစောင်းမဲ့အဆောင်လေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့သားသမီးတွေဆိုရင်သူ့ရဲ့မန္တဘွားတွေဆိုရင်ရေတံပတိကိုစောင်းပါနော်တင်းလာမန္တဘွားတွေဆိုရင်ဗရောက်သားပတိကိုစောင်းပါအင်္ဂါမန္တဘွားတွေဆိုရင်ခေသားပတိတို့ဗရောက်သားပတိတို့ကိုစောင်းပါဗုဒ္ဓဘုမန္တဘွားတွေဆိုရင်တော့ဇီးပြူသားစိတ်မှန်းသားပတိကိုစောင်းပါဒါဘို့လေဇီးပြူသားစိတ်မှန်းသားနဲ့တန်လေးရပုံလက်တစစ်ထုပြီးစောင်းပါကြာသာပေးသားသမီးတွေကြာသာပေးမန္တဘွားတွေဆိုတော့ဩဇာသားပတိကိုစောင်းပါဒါဘို့လေဩဇာသားနဲ့တန်လေးရပုံလက်တစစ်ထုပြီးစောင်းပါတောက်ကြမန္တဘွားတွေဆိုရင်ခေသားပတိကိုစောင်းပါသေသားမန္တဘွားတွေဆိုရင်တော့ဇီးပြူသားတို့ခေသားပတိတို့စောင်းခြင်းအဖြစ်ခုနပြောတဲ့အညွန့်အခိုက်ပတ်ခတ်ခိုက်တွေကိုတည်တဲ့စီမှာဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေခုဒီ post လေးကိုမြင်တဲ့သူအနေနဲ့ကိုဘာဘွားမှမသိတဲ့သူတွေဆိုရင်ဒီ post ရဲ့ဒီ video ကိုရဲ့ comment မှာကိုယ့်ရဲ့မြန်မာမွေးခုနှစ်နဲ့ကိုယ့်ရဲ့နေ့အဲ့လေးရေးပြီးသွား